အားလုံးပဲမင်္ဂလာပါရှင်စင်တကောင်ဝယ်ယူရတယ်လို့အိမ်မက်မက်တာဟာအင်မတန်ကောင်းမွန်ပြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့တိမ်နမိတ်ဖြစ်ပါတယ်။ရိုးရာယူအစနဲ့အိမ်မက်ကျမ်းများအရာစင်ဆိုတာဖုံးကန်အာနာချက်စင်နဲ့တည်ငြိမ်ရင်ချက်မှုကိုစားပြုတဲ့အတွက်အိမ်မက်အဓိပ္ပာယ်ကိုအခုလိုဖြေကြားပေးလိုက်ပါတယ်ရှင်။စင်ဝယ်ရသည့်အိမ်မက်၏အဓိပ္ပာယ်များဂုဏ်သိက္ခာနှင့်အရှိန်အဝါတိုးတက်ခြင်းမိမိရဲ့လုပ်ငန်းခွင်လူမှုပတ်ဝန်းကျင်ဒါမှမဟုတ်လှုပ်ဆောင်နေတဲ့အမှုပညာဖန်တီးမှုပိုင်းတွေမှာလူအများကပုံမလေးစားအတိမတ်ပြုလာမဲ့နိမိတ်ဖြစ်ပါတယ်။မိမိရဲ့အရှိန်အဝါနဲ့ဩဇာညောင်းမှုဟာရခင်ကထက်တိတိတတ်တာမြင့်မားလာပါလိမ့်မယ်။ကြီးမားသောအောင်မြင်မှုနဲ့တာဝန်ယူမှုစင်ကြီးတကောင်ကိုပိုင်ဆိုင်ခွင့်ရသလိုမျိုးမိမိစီကိုကြီးမားတဲ့အခွင့်အလမ်းကောင်းတွေစီးပွားရေးအောင်မြင်မှုတွေဝင်ရောက်လာဖို့ရှိပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီအောင်မြင်မှုနဲ့အတူပုံမကြီးမားတဲ့တာဝန်တွေကိုစိတ်ချယုံကြည်စွာနဲ့ဦးဆောင်ခွင့်ရလာတတ်ပါတယ်။စီးပွားဥစ္စာနဲ့အခြေမြင့်ခိုင်မာခြင်းစင်ဝယ်ရဲဆိုတာအခြေမြင့်မရှိတဲ့အရာကိုဝယ်တာမဟုတ်ပဲခိုင်ခန့်ထည်ဝါတဲ့ယင်းနှိမ့်မြုပ်နှံမှုကိုပြတာကြောင့်မိမိရဲ့ယာရုစီးပွားရေးသို့မဟုတ်လုပ်ငန်းအခြေအနေတွေဟာလှုပ်ခတ်မှုမရှိဘဲရေရှည်တည်တံ့ခိုင်မြဲသွားမဲ့သဘောရှိပါတယ်။အဆောင်ရှောက်နဲ့ဘေးရန်ကင်းခြင်းဖုံးကန်ကြီးမားတဲ့စင်ပြောင်ကြီးတကောင်ကမိမိရဲ့နောက်ခံအင်အားဖြစ်လာသလိုမျိုးလက်ရှိလောက်ကင်နေတဲ့ကိစ္စရပ်တိုင်းမှာအကြီးအကဲတွေလူမျိုးကြားတွေဒါမှမဟုတ်မမြင်ရတဲ့အဆောင်ရှောက်ကောင်းတွေရဲ့ကူညီပံ့ပိုးမှုကိုအပြည့်အဝရရှိပြီးဘေးရန်နေရတွေကင်းဝေးစေပါလိမ့်မယ်အကြံပြုချက်အနေနဲ့ကတော့အခုလိုအင်မတန်အင်အားကြီးမားတဲ့နမိတ်ကောင်းမှတ်ထားတဲ့အချိန်မှာမိမိစိတ်ကူးထားတဲ့လုပ်ငန်းကြီးတွေအစီအစဉ်တစ်တွေကိုနောက်ဆုံးမနေပဲတတိရှိရှိတိုးချဲ့လုပ်ကင်ဖို့တင့်တော်တဲ့အချိန်ခါကောင်းဖြစ်ပါတယ်ရှင်။အိမ်မက်အတိုင်းအရှိန်အဝါဖုံးကန်တွေတိုးတက်ပြီးအောင်မြင်မှုအပေါင်းခိုင်မြဲပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။